အစိုးကောင်းများနဲ့မတရားများတဲ့တစားလာနဲ့တိုက်စားသွားခဲ့လေတမချတ်တို့လိုမကြခဲ့တဲ့မင်းဟာကိုရှင်တဲ့ရပဲပဲချမ်းကခီးသွားတဲ့ဒီရတော့အိမ်မတွေတော့ကြီးမာခဲ့တယ်မသိမထီးနာခဲ့တဲ့စိတ်ဟာဆုံးပြတ်တဲ့ကိုနှစ်သက်ခဲ့တဲ့ပဲချီကားတဲ့ချက်မှာတင်ကြံစေဒီစားတို့မညီများလို့ခွဲထုတ်ပြလိုက်တော့ဒီညဖို့ဗီဇာတို့မညီများလို့ပိတ်လာမ